အားလုံးပဲမင်္ဂလာပါခင်ဗျာ Story မြန်မာ Channel လေးကနေကြိုဆိုလိုက်ပါတယ်တခါတော့ကပေါ်ကွယ်တော့အုပ်ကြီးတစ်ခုထဲမှာရေကန်ကြီးတစ်ကန်ရှိပါတယ်ထိုရေကန်တွေကရေတွေဟာအရန်ကြည်လင်အေးမြနေတဲ့အတွက်တိရစ္ဆာန်လေးတွေကဒီရေကန်ထဲမှာပဲရေစင်းတောက်ကြပါတယ်ဒါကြောင့်ဒီရေကန်ကြီးကတိရစ္ဆာန်အားလုံးအတွက်အသုံးဝင်တာပေါ့ကွယ်ရွေရာသီအချိန်မှလည်းရေတွေဟာဘယ်တော့မှခန်းချောက်မသွားပါဘူးရေကန်ထဲမှာငါးလိတ်ဖားမွေခရုနဲ့ပဇွန်အမျိုးမျိုးနေထိုင်ကြတာပေါ့ကွယ်တနေ့မှာဖားမကြီးတစ်ကောင်ဟာရေကန်ထဲမှာဥတွေအများကြီးဥချပါတယ်ဒါပေမဲ့ဥတွေအများကြီးဥခဲ့ပေမဲ့လေတကောင်နဲ့ပဲအသက်ရှင်ကျန်ရခဲ့ပါတယ်ဒါကြောင့်ဖားမကြီးကသူ့ရဲ့တကောင်နဲ့သောကလေးကိုအရန်ချစ်တာပေါ့ကွယ်သူ့ရဲ့သားလေးကိုကောင်းမွန်စွာကြည့်ရှုဆောင်ရှောက်ပြီးအစားအစာတွေကိုအမြဲရှာကြွေးပါတယ်ဖားကလေးကတစားကြီးလာတဲ့အခါမှာတော့သူ့ဘာသာသူဟိုဟိုဒီဒီခုံသွားလို့ရပြီပေါ့ကွယ်ဖားမကြီးကသူ့သားကိုကုန်းပေါ်ကိုခုံမတက်အောင်ကုန်းပေါ်ကိုခုံတက်ရင်တိရစ္ဆာန်ကြီးတွေနင်းခံရမှာကိုစိုးရိမ်တဲ့အတွက်သူ့သားကိုနီနီနာနာမှာပဲကစားခိုင်းပါလေတနေ့မှာတော့ဖားကလေးဟာကြာရွက်တရွက်ကြီးပေါ်ကိုခုံတက်လိုက်ပါတယ်ကြာရွက်ပေါ်ကနေဖားကလေးကကမ်းပါးပေါ်မှာကြည့်လိုက်တော့မြက်ပင်ပေါင်းမင်းတွေနဲ့တဘာဝရှုခင်းတွေကအရမ်းမဲလာတဲ့အတွက်အဲ့ဒီနေရာမှာတွားပြီးပြေးလွှားစော့ကစားခြင်းပါတယ်ဟာရှုခင်းကြီးကအရန်လာလိုက်တာကွာအဲ့ဒီနေရာမှာသွားပြီးစောလိုက်ရတော့ဘယ်တော့ကောင်းလိုက်မလဲကွာဟုတ်ဒါပေမဲ့အမေကငါ့ကိုမှားထားတာပဲတခြားနေရာတွေအဝေးဝေးကိုမသွားဘူးငါ့ကိုမှားထားတာပဲဒါပေမဲ့သူ့အမေပြောတဲ့စကားကိုတတိရတဲ့အတွက်သူမသွားတော့ပါဘူးအစားအစာရှာပြန်လာတဲ့ဖားမကြီးဟာသူ့သားကိုမတွေ့လို့သားရီပြန်လာခဲ့အမေပြန်လာပြီခေါ်လိုက်ပါလေဖားကလေးကလည်းမေတတကြောက်ရကြီးပေါ်မှာထိုင်းနေတာပါပြန်ပြောရင်သူ့အမေရှိရာကိုခုံသွားပါတယ်နောက်ပြီးသူ့အမေလည်းသားလေးကိုတွေ့ရလို့အားရဝမ်းသာနဲ့ယူလာတဲ့အစားအစာတွေကိုချကြွေးလိုက်ပါတယ်ဒီလိုနဲ့ဖားကလေးကနဲနဲ့ကြီးလာပြီးသူ့အမေအစာရှာထွက်တဲ့အခါသူဟာကြာရွက်ပေါ်ကိုတက်ထိုင်ပြီးကန်းဆက်ပေါ်ကတဘာဝအလှတွေကိုထိုင်းကြည့်ပြန်တယ်ငါလည်းအသက်ကြီးလာပြီပဲဒီနားလေးသွားဆော့ရလောက်ကတော့ဘာမှမဖြစ်တော့ပါဘူးကွာခဏလောက်တော့သွားဆော့အောင်ပါပဲဒီတစ်ခါမှာတော့သူနဲနဲ့ကြီးလာတဲ့အတွက်သူ့ကိုယ်သူယုံကြည်မှုတွေများလာတာပေါ့ဒါကြောင့်သူ့အမေရဲ့စကားကိုသတိမရတော့ပဲသူဟာကံပါပေါ်ကိုခုန်တက်ပြီးตาရလှပတဲ့မြက်ပင်ပေါင်းမင်းတွေကြားမှာခုံပေါက်ကစားတော့တာပေါ့ကွယ်တခါတလေဒီလိုပေါင်းမင်းတွေပေါ်ကိုခုံတက်ပြီးဟို့အဝေးကြီးကိုကြည့်လိုက်တော့မြက်ပင်စိမ့်တွေနဲ့တစ်ပင်ပန်းပန်းတွေဝေးစားနေတဲ့မြင်ကွင်းကြီးကိုတွေ့ရပြန်တော့အဲ့ဒီနေရာမှာသွားပြီးခုံပေါက်ကစားခြင်းပြန်တယ်ဟာမြက်ခင်းသိမ့်တွေနဲ့တစ်ပင်ကြီးတွေရှိတဲ့နေရာကြီးပါလားအဲ့ဒီနေရာကြီးကိုဒါပြန်သွားစော်လိုက်ရလို့ကွာဒါပေမဲ့အဲ့နေရာကြီးဝေးတယ်ရဲ့ကွာအမေကစိတ်ချမှာမဟုတ်ဘူးဒါပေမဲ့သူ့အမေရဲ့စကားကိုသတိရပြီးရေကန်ထဲကိုပြန်ဆင်းလာပါတယ်ဘာမှကြီးလဲအစာရှာပြန်လာပြီးသူ့သားကိုတွေ့ရလို့စိတ်အေးနေတာပေါ့ကွယ်ညနေသားစားတဲ့အချိန်မှာသူ့အမေကိုမျက်ပင်စိမ့်လေးတွေနဲ့တစ်ပင်ပန်းပန်းနေဝေစားနေတဲ့မြင်ကွင်းကြီးရှိရာကိုအလဲသွားဖို့ခွင်တောင်းပါတယ်သူ့အမေကမတော်သေးနဲ့ဟိုတာငယ်သေးတယ်တော်ကြတိရစ္ဆာန်ကြီးတွေတာကိုနင်းမိနေလိမ့်မယ်မသွားဖို့ဟန်တားပါတယ်ဒီလိုနဲ့နောက်တစ်နေ့မှာဖားမကြီးလည်းအစာရထွက်ဖို့ပြင်ဆင်နေတဲ့အချိန်
သားကသူ့ကိုလိုက်သွားဖို့ခွင့်တောင်းပါတယ်ဒါပေမဲ့သူ့အမေကမသွားသေးနဲ့သားငယ်ပါသေးတယ်အိမ်မှာပဲနေပါသားဒီထက်ကြီးလာမှအမေခေါ်သွားမယ်နှစ်သိပ်ပြီးအစရထွက်သွားပါတယ်ဖားကလေးကလည်းဒီနေ့မြခင်းပြင်မှာသွားကိုသွားကစားရမယ်လို့စိတ်ထဲမှာဆုံးဖြတ်လိုက်ပါတယ် ငါဒီနေ့ညခင်းပြင်းနေရှိတဲ့ဒီကိုတော့ကစားရမယ်ကွာ ဒါနဲ့သူ့အမေထွက်သွားတော့ကံပါဘုံခုံတက်သွားတယ်သူပျော်ရွှင်စွာခုံပေါက်ကစားနေတာပေါ့ခဏအကြာမှာဒလိษံကြီးတွေရေးတောက်လို့မုံတိုင်းကျဲနေတဲ့အတန်တွေကြားရလို့ကြောင်လုံးလို့အရန်ပဲတုံလုံးနေတာပေါ့ကွယ် ဟာဘာတန်းကြီးပါလေငါလည်းတစ်ခါမှမကြဘူးကြောက်လိုက်တာကွာကြကြပါဦး အဲ့ဒီချိန်မှာပဲသူ့ရှေ့မှာတရှူးရှူးနဲ့အတန်လာရကိုကြည့်လိုက်တော့ငွေကြီးတစ်ကောင်ကပဲပြင်းထောင်ပြီးသူ့ကိုပေါက်မလို့ချိန်ရွေးနေတာကိုတွေ့လိုက်ရပါတယ် ဟာငွေကြီးကြီးပဲငါ့ကိုပေါက်တော့မှလားမသိဘူးမလေးကြကြပါဦး ဟိုမြင်ငွေ့ညောင်လန်းလန့်ဖြက်ဖြက်နဲ့ရေကန်ထဲကိုခုန်ဆင်းသွားလို့မွေအန်ဒီကနေလွတ်မြောက်သွားပြီးသူ့အမေရှိရာကိုပျော်ရွှင်စွာပြန်သွားပါတော့တယ်ကွယ်